ဆရာကြောက်ပါဆရာကိုကျွန်တော်ခန်းထဲရောက်မှမီးဖွင့်လိုက်တာဟုတ်တယ်ဆရာကျွန်တော်မိကလောကအော်တိုလူရောက်မှပွင့်လာဟလားဟုတ်တယ်ကောင်းလိုက်လားဆရာကျွန်တော်တို့ကတော့ 5 star အဆင့်မီကျွန်တော်ဟိုတယ်ကြီးပါဟာခန်းထားလိုက်တာခန်းနာပဲဆရာခန်းကြီးကြီးတယ်နော်ကျွန်တော်24 hour service ပေးပါတယ်ကောင်းတယ်ဝင်တာဟုတ်ကဲ့ကျွန်တော်တို့ပြောမယ်ဆိုအကိုတီးအောင်ခါလေးကျွန်တော်လမ်းညွှန်ခဲ့မှာဗျာရှင်းမှဆိုရင်ကျွန်တော်တို့city match ရဲ့ဆရာကိုလိုကျွန်တော်ဝင်လို့ရတယ်ဘာလို့မှဆိုရင်ကျွန်တော်တို့ရေကူးကန်ရှိရေကူးကန်မရှိရလားဟုတ်ကဲ့ဘိုးဘက်မှာဆေးရုံရှိတယ်ဗျာနောက်မှာတကြိုဆက်ရှိမလေးဆရာပြည့်စုံဝင်တကြိုလို့ရတယ်ဆရာမပြည့်ဝင်တကြိုရမှာပြည့်စုံပါပြီလေဒီလိုကကိုတို့လည်းဒီနေ့မှမင်္ဂလာဆောင်ပြီးဟန်နီမွန်းထွက်လာတာဆိုတော့ကျွန်တော်သိတယ်ဆရာတို့ဟန်မိုနီထွက်လာတာဟန်မိုနီဒီညမှာဘာလဲချောင်းကျော်နိုင်ဘာလဲချာနိုင်ဘာလဲချာနိုင်မင်းမိဘာလဲချောင်းကျော်နိုင်ဆရာကိုဆလာနိုင်ငါတို့ပြောင်းပြနေဖြစ်ကုန်ဆရာကျွန်တော်ခုလောက်မင်းဆရာကြာမှာလားကြာမယ်မေးဘာလဲမင်းကြီးရလဲဆရာစီးလေးပါလေးစောင်းတယ်နော်ဘာလို့ပြောနေကျမကြီးလေးဆရာကျမကြီးနော်ဂိမ်းခွေးမျိုးလေးဖြစ်ကုန်ဆရာကြော်ပဲကြိုက် story ကောင်းပါလေချင်းမျိုးလေးဆရာငါပြောကြိုက်ဘယ်နာကောင်းပါလေပိုလီဆရာနက်ကိုကြိုက်တခုမှ150ပဲရှိဆရာဟာမင်းငါ့ကိုတတိရောက်နေရလဲဘာလဲလာပိုလီဆရာနေဘူးတဲ့တော့အော်တိုဆောင်းရတယ်ဆရာမလို့ကြီးအတော်ပါပဲနဲ့ကဘာချားတယ်လို့ပဲဆရာဟောအေးအဲ့လောက်တော့မကောက်ဘူးပါကြီးပေါ့ဟာလေလို့ဟုတ်လေဆရာအေးအဲ့လောက်မကောက်ဘူးလို့ကျွန်တော်ကမဟုတ်ဘူးလေဆရာမဟုတ်ဘူးဒါလေးဆရာဟောအဲ့ဒါကဝါသနာမပါဘူးကျွန်တော်ဝါသနာရှိမဟုတ်ဘူးလေအကြီးလေဆရာလေဟုတ်ဘူးမင်းတောင်းတာတည်းမကပေးနိုင်နဲ့လို့โอเคအဲ့တော့ကိုခဏနားကျွန်တော်ခရီးပန်းလာကိုကြီးပြောတဲ့ရှိရတာမြန်ပြောနော်ချစ်ကအိတ်ချင်လာပြီလေအိတ်ပျော်သွားမှလာမနှိုးနဲ့နော်အိတ်ပျော်သွားလဲငိုပါဆရာမနှိုးရင်ကျွန်တော်ရင်နှိုးလိုက်မယ်ဆရာရင်နှိုးလိုက်အိတ်ပျော်သွားမှဆိုလို့ဆရာပြစိတ်ဘူးလို့ဆရာရတယ်ကိစ္စမရှိငါနှိုးယူမယ်ဟုတ်တယ်ကျွန်တော်ရှင်းပြကြလေးရှိရဆရာဟုတ်ကျွန်တော်တခါတည်းရှင်းပြချင်လို့မရဲ့အဲ့လိုလေးရှိရဒါ TV ရမှုပေါ့ဗျာဒီကလောက်ကလေးကိုနှိပ်လိုက်ရင်အပြာကားတွေကြဘယ်အပြာကားတွေပြာရောင်စကရင်ကနေဇလန်းတွေကြလာမယ်ကားကောင်းကားတဲ့နေကျွန်တော်စကားကိုလဲဖုတ်ပြောတယ်လဲပတ်ရှာမရှင်နဲ့ပတ်နဲ့ဖုတ်ကညီအမဒီမှာပြီးတော့ volume ပေါ့ဗျာဒါ height တုံးဒါ low တုံးheight တန်တိတ်မကောင်းလိုးတန်ကောင်းတယ်မှာဟာလိုးတန်အနိုင်နာအမြင့်နာညဘက်အဲ့တော့လိုးတုံးအငိမ့်နိုင်နဲ့အေးစနာကောင်းတယ်နာမကြီးဒီလိုရှိတယ်မကျွန်တော်ပြောချင်တာလေမပတ်မိလားမသိဘူးအမလေးဈေးဘက်မခရသေးဘူးသရောင်းစားနိုင်မြည်နေဆရာတို့ဇွန်နံပါတ်ကနာပြီးတော့ကျွန်တော်လက်စားချင်တောင်းချင်လာတာပေါ့မိုက်တယ်ဆရာဆိုပါလဲအဆင်ပြေတယ်ဆရာဒီဖာကြီးကစိုးနေတာလားဆိုပါအေးဆိုပါမိုက်တယ်ဆရာဆက်လက်ပလက်တိန်နဲ့ဟာဆက်ပတိန်နဲ့နစ်ပိတ်ဆက်လက်ဆရာမယုံလားအမလေးဖောက်နေရဟုတ်တယ်အကြီးကျွန်တော်အစမ်းပြတာမလို့ငါစမ်းမယ်ငါကဘာပတ်နေတာကျွမ်းနေနော်โอเคအဲ့ဒါကဲပြီဆရာလေးဆရာတို့မှာတင်းရင်းနဲ့လေဆရာအရန်ပင်ပန်းပြီးတော့လေမူးလက်သွားရင်ဖုန်းဆက်လိုက်ဟုတ်ပြီလာကမယ်ဆရာငါစားတာဝင်ယူပေးโอเคမင်းတော့ကျွန်တော်တော့မဆရာသူ့ရှိရောက်နေတဲ့ဒေါသတွေမင်းရှိရောက်သွားမယ်နော်ဟုတ်ကဲ့တကားတိကျလောချခဲ့ပြီမတာမနင်းအမတူကလိုက်မျောနေတယ်ဖောက်ပြန်နေတာမသိဘူးမကိုရေအိတ်ချင်လာပြီနော်အိတ်ကြော်သွားမှလာမနှိုးနဲ့တော့ပြောထားတယ်အဲ့မှာရောလူကြီးနဲ့တော့မလေးသူကလည်းငါ့ကိုအချေပေးနေလေအမလေးလောက်အားပြဖို့လို့လောက်အားပြဖို့လို့လောက်အားပြဖို့ဆရာဆရာခိုတမောလေးဆရာနင်းမင်းမိုးချုပ်ကြီးခိုတမောလေးရောမိုးချုပ်ပါလားကျွန်တော်မိုးချုပ်တယ်နဲ့မိုးလေးလည်းမသိဘူးဆရာရဲ့ကျွန်တော်ဟိုအလုပ်တွေများတယ်ဟုတ်ဆရာရေချုံပြီလေဆရာချုပ်ပြလိုက်ဟုတ်ကဲ့အဲ့ဒါဆိုလုပ်လိုက်မသိချင်လာလေးလေဘာစကားလဲနေရဆရာမဟုတ်ဘူးလားငါမဟုတ်ဘူးအဲ့ဒါဆိုအမလေးပေါ့ရလက်ချလိုက်နေ
တဲ့တဲရတာမတတ်တာလား ကြာအပူတွေဟောက်ခနဲ့ထောက်ပါဗျာ မတော်ငါလေ အပူတွေဟောက်ခနဲ့ ဘာ ထောက်ပါ လဲကြောက်စရာကောင်းတာဘာတော့လို့ဘာလို့ မဆက် ဟာမင်းဘသူကခေါ်လို့လဲ ဟုတ်စီဒါတူဝမ်းမို့ ဟောတော့ဝမ်းဟောတူမตายရဲ့ ဟောတူဝမ်းမလို့ဆရာရဲ့ ဟောဘာမှမဆိုင်ဘူးကွာ ခမ်းမလာလား ကမန်တော့ပါတော့ ရမကလေးစားမထူးလေကျွန်တော်လောက်လိုက်အေး အမလေးနှစ်တိုးကျိုးပြက်ကိုဖြစ်နေတာဗျာဒီက အဲ့ဒါမျိုးဆိုရတယ်အပူတွေဟောက်ခနဲ့ထောက် ဘုကမရိုးချိုးပြီးဖတ်ပါလန်သွားလိမ့်မယ် ရတယ်ကြာလောက်လိုက်ရ မလုံးနဲ့တော့မင်းတော့မင်းငါလောက်အောင်လားပြော မမရတယ်ကြာတပေါင်းတစ်ခုဝင်းမလူကောင်းဟုတ်လားမကြာ ကွာ ကိုကိုကြီးပြောရရှိရမြန်မြန်ပြောကွာ ဟောနာမဲပါတာအမလေးဒီဟောတမငါအသက်မှရှိနေရပါမလားအမလေးတခါလဲလောချောင်းတော့ကျေးဇူးရှင်အမလေးလောအားအောင်ပြနိုင်မှာတော့မလားမသိဘူးရတော့အင်အားလေးနဲ့ပြရမှာလောအားပြဖို့လို့ ကျွတ်နီဟဲကျွတ်နီဘယ်သွားနေတို့ကျွတ်နီအော်ကျွတ်နီ ဦးတယ်လေ ပြင်းမြန်မောင်းဝင်သွားလားကျွတ်နီကျွတ်နီ အဲ့ဒါကြွက်နေမို့အဲ့ဒါကြွက်ထောင်ကြောက်ကြီး ကျွတ်နီငါသားကျွတ်နီပြောင်း ဟောပြလင်း ဟေး ဒုက္ခပါခမည်းဟိုဘက်အခန်းငါးဘက်နဲ့ကောင်းနေလေဗျာ ဟုတ်တယ်ငါသားလေးကျွတ်နီပြောင်းနေလို့ ကြွက်နေဒီမလာဘူး မလားဒီတော့ကွာခုချက်ချင်းပြောင်းသွားတာမင်းတို့မအိတ်သေးဘူးလား အဲ့မလို့လုံတော့ ဟဲ့ဘာလို့ အဲ့မလို့ပြင်စင်နေလို့ရှိရင်တယောက်ပြီးတယောက်ဝင်တာအဲ့ကိုမအေးရသေးဘူး အေးကွာကဲအာနာရီတာကျွတ်နီရေ မဟုတ်ဘူးကိုရင်း ငါလည်းတယောက်တည်းမဲ့အေးရလို့ဒီမှာပေါင်းအေးလိုက်မကောင်းဘူး အမလေးဟာပေါင်းအောင်အိတ်ချင်နေသေးသူများမင်္ဂလာဦးညကိုလာပြီးတော့ဘုတို့ကျွန်တော်ဟန်နီမွန်းထွက်နေတာမလို့ကျွန်တော်အရန်အိတ်ချင်နေပြီဟာ ကိုကိုကြီး အေး ပြောရရှိရမြန်မြန်ပြောကွာအိတ်ချင်လာပြီ ဟော လို့ တာမနေရတစ်မျိုးနင်းလေရတစ်မျိုး နေကြည့်ပြီးအဲ့လိုပေးစားမှရမှာ မလေးဗျာနည်းနည်းမှအမားမခံဘူးဗျာမလေး ပုံဘူးလေကြွက်နေကြတယ်ငါသားလေးငါချစ် မလာဘူးဒီမလာဘူး ပုံမလာရင်လည်းထားပါကွာအာနာရီတာကွာထိုင်တော့မအောင်ကွာမောင်ခင်လေ ကဲကျွန်တော်အိတ်ချင်နေပြီ အေးရမှာကွာပြက်တယ်သူဟောက်တာတမျိုးကြီးနော်အောက် တန်းတာတာဇန်လို့တန်းတာ ဒီလိုလို့ကွာဟဲ့အောင်ငါဟိုပြုတ်ငါမေးရှင်လို့ပါ ဟိုခင်ဗျဒီစီးကမှမေးစရာစမ်းစရာရှိတာဗျာ အေးကွာဒီလိုပါငါစဉ်းစားနေတာကြာပြီ ဒီသက်ဒီရွယ်ဒီစဉ်းစားနေတော့လား အေးဟိုစိတ်ပင်တွေကစိတ်ကြီးတုံးတွေကိုဘယ်သူလုံးလိုက်လိုက်တာလေ ဘာရဲ့ စိတ်ပင်တွေကထွက်လာတဲ့စိတ်ကြီးတုံးလေးတွေအဲ့ဒါဘယ်သူလုံးပေးလိုက်တာလဲ ကျန်ငယ်ဖမ်းမနေရစိတ်ပင်နေရစိတ်ကြီးတော့သူ original လုံးပြီးထွက်လာတာဘယ်သူကလုံးပေးမှလဲ โอ้แท้မှာလုံးနဲ့ဆက်များရှိလား ရှိတာပေါ့သူတို့ဟာစိတ်နဲ့ငါနဲ့တစ်ချမ်းစီညစ်တယ်ကွာနေချင်းပြန်တော့သေးချင်းနဲ့ငါတကယ်ပြောတော့ သေးတယ်တော့နေချင်းပြန်သေးရတယ် မလေးဘာလို့ပြီးတယ်မနင်းသေးပါလား မသေးချင်မဟုတ်ပါဘူးမခင်လဲငါသေးပါမင်းကဘူးစုလာဆုံးလို့ ဩခုကျမှလာချင်းကျူနေသွားအိတ်တော့ဗျာ အေးပါအားတော့အားနာခဏလေးပါတိတ်မကြအောင်ဒူးတို့လေဟိုတို့အိမ်ထဲမှာလေဟိုလိုက်ကအလီလေးလေးအလုပ်ထားအဲ့ဒါဘာလုပ်တာလဲ ဩအဲ့ဒါဖိုးချစ်ဇက်ကလာလေဘာလဲလိုက်ကနေလေ လိုက်ကအလီလေးတွေနဲ့လက်တော့ အိမ်ထဲမှာလိုက်ကနေလေးတားလိုက်ပြီအုံးဒီ တစ်လုံး ဩအဲ့ဒါခမရဒီသက်ရွယ်ဒီမသိဘူးလားအဲ့ဒါအိမ်တွင်းကိုးကွယ်ထားတာလေအိမ်တွင်းနဲ့မင်းမဟာဂီရီမောင်နှတို့တော့မောင်နှခွန်တော်ဖို့ရှိတယ်အဲ့အုံးဒီထဲမှာနေရတာ โอ้9ယောက်နေတာ ဟုတ်တယ် ဆန့်လာ ဘာလို့အကန့်ကန်လေးတွေခွဲပြီးဟာနက်ကတကောအိမ်ဒီမှာနေကြအဲ့အုံးဒီမှာတော့လို့ရတယ် โอ้အိဒီမှာတကူနဲ့နေလို့ရတာပေါ့အဲ့ဒီတပါအုံးသီးရှိတယ်နော် အုံးဒီရှိတယ်အုံးဒီထဲမှာနေတာ အေးအဲ့ဒီအုံးသီးတဲ့အရေးတွေကဘယ်သူလာထည့်သွား ကျွန်တော်မနေ့ကအားရနဲ့တွန်တက်ဟာဒီလိုမဟုတ်ဘူးမဟုတ်ကောက်ကလေမသိဘူးအိမ်မဲ့ကိစ္စကိုဗျာစဉ်းစားကြည့်စမ်းပါ ဟိုငါလည်းဒီပြန်မှမယ် အုံးဒီတဲ့အရေးဘယ်သူထဲတော့ဘယ်လိုသိမလဲ ဘလူတို့ ဒီလိုဗျာဟာတဘာဝပေါ့ အေး အုံးဒီကတော့ဒီလိုမှကြွမီးအညာရန်လေးရှိမလား အေး အဲ့အညာရန်လေးမိုးတဲ့ကတော့မိုးရောရေတွေကစိတ်နေအညာရန်လေးနေတစ်စက်ကြောက်ဒီနဲ့ပြည့်သွားတာ โอ้တစ်စက်ကြာ အဲ့အညာရန်လေးကနေတစ်စက်စိတ်ကြ အညာကနေတစ်စက်ကြာလာ ဟုတ်တယ် โอ้သူ့အိပီနာမိမကြီးကိုဝင်တွေကကလေးတွေကဘယ်သူလာထည့်သွား အဲ့တော့ဒီလိုပြတော့အညာရန်လေးနေတစ်စက်စိတ်ကြဟာမသိဘူးဗျာစက်ကြပါမနေလာမင်းသူများတဲ့အဲ့တော့ပဲဆိုတာအဲ့ချင်နေဗျာ အာ
ဒါသမီးမျက်နှာခါမတင်အောင်ချက်ချင်းတက်တယ် သူကပထွေးဖေးမခုံ တော်ပြင်းနေ မောင်ခင်လည်းမင်းကဘူးတူတာဆုံးလို့ပါ အော်ဒီချိန်ကျမှလာချီးကျူးနေဗျာဒုက္ခ အေးပါအားနာပါငါသွားအောင်အော်လာလေဟဲ့ခဏလေးမသိလို့တို့အမေရိကန်သမ္မတမှတ်ဖို့တင်နံပါတ်ဘယ်လောက်ရှိ စနေမြင့်ဆောင်လာမနာနဲ့1 1 5 8 3ဟာဘယ်လိုသိမလဲ အမေရိကန်သွားကြည့်လို့သူနဲ့မိတ်ဆက်ကြည့်လို့ ဒုက္ခပဲဗျာအေးစင်းနေဗျာ အေးပါမင်းကဘူးတူတာဆုံးလို့ပါခဏ အော် လေး မပြီးသေးဘူးဗျာတော်ရှာရှိတယ်မိချောင်းသား မင်းကလေသမိုင်းနဲ့မင်းကဘွဲရထားတဲ့လူငါသိတယ် 6တန်းတော့မှနောက်ကောင်လာပြီးတော့ပွဲရလုံး ပြီးသားသူတွေရောက်နေအကုန်လုံးသိတာငါသိတို့ဟိုပါတော်မူသွားတာသိတယ်မလားတို့သိပေါ်မင်းလေသူဖျက်လက်အေးအဲ့ဒီ ကိုရှင်တခင်သိတာပေါ့ အေးတို့ဗြိတိရှအင်္ဂလိပ်ကလေ အဲ့လေ ဟိုကာလစ်စလေး ကာနယ်စလေတွေကာနယ်စလေတွေကနိုင်ငံခြားနေလာပြီးတော့မှဗြိတိရှနေကျူးကျော်တော့နေချဲ့တာဗျာအဲ့မှာဒီပေါ်မင်းကိုခေါ်သွားတာဒီပေါ်မင်းနဲ့စူပရလက်နဲ့ နောက်တကားကနေပြီးတော့ ပါလဝီသရားလို့ခေါ်တယ် အရှင်ရှာမရှိမငါသိပါတယ်မင်းအဲ့တကားနေသွားပြီးတော့ဟိုတို့တင်မောပေါ်လှမ်းတက်တော့လေ ကုန်းမောင်ပေါ့ဂေါ်ဝင်စိတ်မှာ ရှာမရှိတယ်ငါသိတယ်ကုန်းပေါ်မှာပြည့်တယ် စပါးကီလိုမင်းနေတာစောက်စိတ်ကမရှိတော့သိရတာနဲ့အလားရှိနေ မသိလို့မေးတာပါအဲ့ဒီပါတော်မူသွားတော့ သိတယ်ပြော အတီတော်မင်းဟာအဲ့ဒီပါတော်မူသွားနောက်ဆုံးပါတော်မူသွားတော့သူကြီးရဲ့ဖက်နှက်ကနမဘယ်လောက်ဆို 30ခေါင်ဟာခမင်းတို့တရားလွန်ဟိုမတာမလည်းစက်ပြီးဆွဲနေလား ပြောပြရှိရတယ်နော်မပြောတာအိတ်ပြော်သွားရင်လာမနှိုးနဲ့နော် ဒီမှာနေနေလောက်တာမတုံး ရတာလည်းမသိဘူး အဲ့ချင်းနေပြီးငါအားနာလိုက်တာ ဟေး တိုင်းဟိုတာလေးကျွတ်နေ ဟောပါဗျာ ဒီတော့မကွာကျွတ်နေရှာလိုက်ဘူးတဲ့ ရှာ ကျွတ်နေသားရေ အာလောက်အားပြလို့လောက်အားအဲ့ဒါမိုးနေနော်ကျွနေမင်းဘေမင်းလိုက်ရှာနေတော့ အဲ့ကောင်ကျွန်တော်လွတ်ထားတာ ဟဲ့ဖေးဦးအိုက်ကောင်နေ မွေးမီဒီယာတူတယ်ကျွန်တော်လည်းမတွေ့ရသေးဘူး အော်ကတော့မနောက်နေမင်းဘေလိုက်ရှာနေမင်း ဦးလေးဒီကိုဖာလာလို့တာလေ တယောက်တည်းခေါ်လာလေဦးလေးဘာသာလောက်တာလဲ ဦးလေးအချိန်ရ ချိန်တော့မရောက်တိုင်းငါအဲ့ချိန်တော့ တက်ခုကုကြီး ဘာကိုညံ့ ကျွန်တော်မှုတ်ပေပါ ဘူးရိုင်းလိုက်တာမင်း ပူပေါင်းပါလာလို့အမေကသွားစောတဲ့ စော်နေပြီမတော့စော်ပါလားကွာငါမအားဘူး ကျွန်တော်သွားတယ်မဆက်ကကလေးတွေလက်မခံဘူးအဖေကိုပေးလိုက်တောက်တမို့ပဲ ငါမမောက်ချင်ကွာ အလကားမမို့အောင်9000ပေးမယ် အေးဟာပြင်ပြီးပြီနော် တခါပဲပေါ့ အေးဟာ အမို့ပြီးပြီ ဟာပြီးပြီးတော့မနော် ဦးလေးနောက်ကပါကြီးလေ ငါမိမလေ ဒီဆိုရင်ဘယ်ပြင်လာ ကလတ်ကနေခေါ်လာမင်းမနောက်နေရောက်ငါမိမမင်္ဂလာဦးညာမသားလေးရဲ့ မင်္ဂလာဦးညပါလို့တာ မင်းရှင်းပြလို့ရမလား ကျွန်တော်ခလေးပဲထမနဲ့ထိုးတာ အေးပါတိုနီယာကလည်းဆိုတော့စာဝင်းချုံ တားလည်းကတတ်တယ် အမလေးပိုလီယိုဒါကြတော့ကျွမ်းတယ်လား ဟိုအလားပိုလီယိုဖြစ်တယ်ဟိုကောင်ဝီကနေ ဟဲကောင်ဝီကနေ ကလာကုန်းညနေလောက်တကယ်ဖြစ်တော့မယ် မင်းလည်းဖြစ်တော့မှအေးပဲကောင် ဟဲ့မမင်းလားနေ ချွတ်ပြနေအင်းကြီး နေကလက်ဆောင်တပူးဝဲတာသူ့ကျင်ရ ဟာစွတ်ကျဲလောက်ကြီးတာ တခါပဲရှော့ရသေးတယ်ဒီလိုဖြစ်သွားနောက်မရှော့ရဲဘူးမိသားစုတစ်လောက်ဖြစ်မှာပြောကိုနိုင်ရလက်ဆောင်ပေးတာ ချွတ်ပြနေအင်းကြီးရေတခါပဲကြာဒီလိုဖြစ်သွားသုံးလေးကဆိုမိသားစုချင်းအောင်ထောင်အေးလို့ အဲ့ဒါကျွန်တော်ဒီလိုလှုပ်သွားပဲ ဟာအဲ့တော့မင်းမြတ်တွင်းနေကြ တောင်းတာလေဦးလည်းပေါ့ဦးလည်းပေါ့ လူပေါင်းတဲ့တော်မင်းမွေးကြိုက်မှာဆိုလို့ ခဏနေဦးမောင်ရင်အပေါက်ကိုလက်ခမ်းနဲ့တည့်ရနွားမဆိုးလို့ ငါသိတယ်စောက်ဖေလုံးမှသားလေး သောက်ပင်လုံးမသားမဟုတ်ဘူးဗလိစီ စောက်စီ အဲ စောက်နေကလို့ခေါ်တာ မော်လို့ မဟုတ်နေတယ် တရွေးမစွနဲ့ ကိုကိုရေပြောစရာရှိရမြန်မြန်ပြောကွာပြီးရင်လည်းပြန်လှုပ်လိုက်တော့ဒီမှာအိတ်ချင်နေပါပြီလို့ဆိုတဲ့အိတ်ပြော်သွားရင်တော့လာမနှိုးနဲ့နော် ဩအဲ့ပြောတော့မှလာမတော့နဲ့ဘာစောက်ကျေးဇူးရှိလို့ဒီခေါ်လာစရာလို့ က
ကိုလုံးနောက်ဘေးပိုင်းကိုကျွန်တော်တောင်းရင် မင်းလှုပ်လိုက် ဦးလေးကလည်းသူ့ဟာလေးနှမျိုးနေရေစစ်ပြဘာမှဖြစ်ဘူး အဲ့ဒီပကန်းတော်ရေဆေးစားပြောင်းနေတာ မဟုတ်လေမျက်နှာတစ်ပြီးနောက် မဖားနဲ့တော့ဒီတိုင်းလေးပဲကောင်းတယ်မလေးဘာသာအားလဲရော အာညာလို့ ခွဲပြောင်းနေတော့ဟာဘယ်လိုဖြစ်လဲလေ ညာလို့ ငါကြိုက်ဖြတ်လိုက်မှာတော့ Oh yes ဟဲ့ဘယ်လိုလဲလိထွန်းနေဟဲ့အဲ့ဒီတန်ငါဇာပြန်နဲ့ကိုယ်တဲ့ မြန်လို့တကယ်ရွက်နေပြီ တော့တိုင်းရပြီ မရဘူးကိုနိုင်ရဲ့တီးတက်မကောင်း မင်းကတော့ဒီလောက်ပဲရှိ နိုင်ငံရေးမပါနဲ့ ရတန်းတော့ညောင်းတိုင်းလို့ အဲ ဟာဟဲ့ ဦးလေးချီလည်းမချီ ဟိုမင်းကြီးလိုက်လေ ရတယ်စိတ်တက်မကြနဲ့အဖေကမုံမိုးပေးလိုက်တာ1000ပေးတာ ဟာ ပူပေါင်းတယ်က10ဦးပေါက်တယ်ဒါယူတန်ငါလို့သူ့10ဦးပေါက်အားပေးလိုက်တာတရားပြန်လာရင်နှစ်ကတ်ထက်ရအောင် အမလေးဒါလေးမနေ့ကျတော့မှလေတပွဲလုံးခေါ်ပြီးမှုတ်ခိုင်းပြီတာတိတော့နာတော့ တပွဲလုံးမှုတော့ကျွန်တော်နှုံးသွားမှာ တယောက်ချင်းစီတန်းစီပြီးမှုတ်ခိုင်းပါ အဲ့ဒါမဟုတ်ပဲအလကားမနေနဲ့နောက်ကဟာမိုင်းလည်းမှုတ်ခိုင်းမှာ သူကမှုတ်ခိုင်းအောင်တော့မင်းတော့မဖို့ပေးမယ်နော်ဒါလေး အလကားပြော မနေ့ကျရင်တားလေးကိုမဖို့3သိန်းပေးမယ်တင်ချိုင်းကုန်းဝယ်စားလိုက် အလကားပြောကျွန်တော်ဥခံလိုက်ဒီမှာဆိုလို့ ဦးခင်လိုက်ဒီမှာဆိုလို့ ခလေးမပြီးဘူး လာ ကြောင်းမှာပြိုင်ပွဲကြီး ပြိုင်ပွဲမင်းကဘာပြိုင်မှာ အစိုးပြိုင်လို့ဒါပေမဲ့တက်ချင်းတပုတ်မမရဘူးနော် မရဘဲနဲ့ဘလို့ပြိုင်မလဲ ဦးလေးကူညီပေးရ ဟာအဲ့ချင်းလူဝါမယ် တခါပဲတဖိုက်ပဲ ဒါပိုက်ပဲ ဒီတစ်ပိုက်ပြီးနေကိုတားကြောဖြတ်မယ် မင်းအတော်လာပဲငါလည်းဒီပဲပြီးဖုန်ကြီးဝတ်တော့ အဲ့ဒါလုပ်ပြီ မင်းဘာဆိုမှာ အတိတရားအညာသုံးလုံး မင်းတကူမင်းတို့ဘယ်လိုမြောက်ပြီးလိုက်ရပြီ ကိုဒိန်းအောင်ပြောတယ်နင်းစရာသုံးလုံးရှိတယ်တဲ့ကျန်နေရှိပြီတခါမှမမြင်ဘူး မနေ့ကမှရေတူတူချိုးမယ်သလားကဲဘာဆိုငါဘာလုပ်ပြန်မ အ လဲ တိတရားညာတခု ဆိုလေ အထင်မသေးနဲ့ အေး မလေးကပြိုင်ပွဲမှာပထမရ ဘယ်နှစ်ယောက်ပြိုင် တယောက်တည်း ယောက်ထက်ပြိုင်တာပထမယောက် ကောင်းမလို့နဲ့ တော့တော့ပါပြီလို့ ကောင်းဦးနောက်တွေပျော်ပြီးဖင်နဲ့ဝင်သွားတယ်တော့အလာဦးလေးတော့ခါအလောင်း ဟောအေးငါဆိုပြမင်းနောက်က ခဏတော့မိမခဏတိတ် ငါမအဲ့ရငါမင်းမနော်ပါပေးရ ဘာမိမမဟုတ်လို့အချောက်ကြီးလား အေးဟုတ်တယ် ဦးလေးအရင်စားဟောင်းပြ ဂိမ်းအမဆိုပြ အေးဆိုပြ ခေါင်းလုံးနာခဏနေဦးဒီမှာအိုင်နေသိချာကြည့်အိုင်ဆိုတော့ မင်းပြိုင်ပါလေ ကျွန်တော်အိုင်တင်မှာကြည့်ဦးလေးကိုမူသွင်းပြီးတော့ မလီ ဦးလေးမျက်နှာကြည့်လို့မလေး လာနာမနေနေ ဒါပြီ ခေါင်းလုံးနာ ဆိုပြီလား ဆိုရ ဆိုနေပြီလား ဆိုနေ ဒီငါဆိုရမလို့ ဆိုတယ်မင်းလည်းလို့ဟောတကူလုံးရွတ်အဲ့ဒါနဲ့စောက်ပြိုင်ပွဲပြိုင်ရင်းနေတယ် ကျွန်တော်တယောက်တည်းအစိုးတနာကြီးတိုင်ခွင့်ရှိတယ် ဟောလား အချင်းတစ်ပုတ်ကတနာလို့တယ် လောင်းနေအာယုန်ထဲမှာဓာတ်ကြီးတွင်းနေလား ဆရာဦးကတင်ပေးတာညနေရသွားတာလူများလို့ပြန်လာရပြီခါလောလေပြီးတော့ တညညပေးပါတဲ့ဆိုလိုက်ပါတော့ တညညပြီးတော့ ရ
ရွာကြောင်းပြင်းပြင်းပြင်းတတိယနေတဲ့တကယ်ကြီးတို့များငယ်ငယ်တော့ရွာဝင်လန်းစီမလေးလက်ချင်းရှက်ခါပြေးကလွာကြောင်းတက်လာရတာလေမိမနေလားမင်းတို့ငါတို့ငယ်ငယ်တော့ငါလေး လီမမဆိုတော့တရားရောက်တင်มาแล้วနေပြိုင်မောဝင်มาလားစောက်ဖေလုံးมาလားဟာလေတော်ပြီပြန်မယ် ပါတာတာတာ ကိုနိုင်တို့နဲ့ကော်လီသွားရမ်းနှလုံးလောက်ကြီးတော့မယ်ကောင်းပါလေတခါတော့မရဘူးလား ကိုကြီး အဲ့တော့ပဲပြောင်းဟိုမှာအပေါက် ဒီနဲ့ကျွန်တော်မျိုးကခွဲရည်တပတ်ရစ်တယ် စိတ်ဆင်းရဲကိုကောင်းလိုက်တာကွာဘလို့ဟန်နီမွန်ခရီးမှန်းကိုမသိတော့ပါဘူးလုံအားအောင်ပြနိုင်တော့မလားလုံအား ကျွန်းကြီးရေဒီမှာစပ်ပြမျိုးစု ခဏလေးပြန်လဲမယ် ဘာလို့ နည်းနည်းဟာရီမို့တမ်းလိုက်ဦး ဆရာဆရာတို့ဆက်ရှင်ပြည့်သွားပြီဆရာ ဟမ် ဆရာတို့အဲ့ပတ်ဆက်ရှင်ပြီးပြန်ပြရပါပြီ ဟုတ်တယ်ရငါခုနကဘာမှအဝါမပူပါသေးဘူး ဟုတ်ဆရာငွေရှင်းမကျွန်တော်ထုတ်လိုက်တယ်ဆရာရင်ငွေရှင်းပါ ဟာမဟုတ်ဘာမှလည်းမအဝါမပူနဲ့မင်းကပတ်စံတော့မနဲ့မင်းမလာပြေးမယ်လား ဟုတ်ဘုရားမဆိုင်လို့ဆရာပတ်ဆက်မရှင်းလို့မရဘူးဟဲ့ပတ်ဆက်မရှင်းလို့မရဘူးလေ